မိတ်ဆွေများအဲ့ဒါကျွန်တော်ကြည့်ရတဲ့ခဏတပေါက်တဲ့ site တွေက393ညနဲ့က26ဆိုတာတပေါက်တဲ့399က15ဆိုတာအဲ့ဒါတပေါက်တဲ့ site နောက်တစ်ခါ419ဆိုတာလေတပေါက်တဲ့ site 82အဲ့ဒီ62ဆိုတဲ့ခဏကျွန်တော်ပြပေးမယ်သူကဗရိတ်နဲ့လာတာဆိုတော့နှစ်ကေတစ်ကေရှစ်ကေနှစ်တစ်ရှစ်ဆိုဒီသုံးလုံးတစ်3ရယ်9ရယ်9ရယ်ဒီသုံးလုံးကို9 6ကေ4ရယ်5ရယ်ဒီသုံးလုံးကို9အဲ့တော့နှစ်တစ်ရှစ်နဲ့သုံးလုံးတစ်လို့ထည့်တာ6ကေ3ညရယ်5ရယ်တစ်ပြီးတစ်ကေ9ရယ်3ရယ်တစ်လို့ထည့်53လို့ချ399ခွန်နဲ့ဒီ3လုံး9လို့ထည့်တာခွန်ရယ်6ကေ6ကေ9လို့ထည့်8ကေ9ရယ်6ကေ9လို့ထည့်6ဘူး6 4 5ဆိုတဲ့ဒီ3လုံး9လို့ထည့်တာ3ရယ်3ရယ်9ပြအောင်9ထိပ်ဒီကနေ3လုံး9လို့ထည့်နှစ်နောက်ပိတ်62 183ညဆိုတဲ့9တာကို135နဲ့3လုံး9လို့ထည့်8ခွန်6ဆိုတဲ့1တာကို966နဲ့ဒီ3လုံး1လို့ထည့်ခွန်ရယ်9ရယ်3ရယ်ဒီ3လုံး9လို့ထည့်တာဒီက3လုံး9လို့ထည့်မယ်ဆို4ရှိတဲ့အတွက်1ပရိတ်အဲ့ဒါ62ကတော့တစ်ခွက်သေး9နာရီခဏထွက်ပြီးသွားတော့ကျွန်တော်အဲ့ဒါထပ်ဥစ္စာပြပေးမယ်ဟုတ်လား3လုံး1တာကိုကြားထဲကနေ3လုံး1လို့ထည့်ပြီးဒီမှာ3လုံး1လို့ထည့်ဒီ3လုံး9ကြောင့်3လုံး9လို့ချုပ်3ရယ်9ရယ်ခွန်ရယ်3လုံး9တာကိုခွန်ရယ်6ကေ6ကေ9ရယ်8ကေ9ရယ်6ကေ9လို့ထည့်8ခွန်6ဆိုတဲ့1တာကို9ရယ်6ကေ6ကေဒီ3လုံး1လို့ပြန်ထည့်6ကေ9 4ရယ်9ရယ်ဒီ3လုံး9လို့ထည့်တာအမှ3လုံး9မယ်ဆို9ထိပ်ဒီ3လုံး9မယ်ဆိုနှလုံး3ဖြင့်2နောက်ပိတ်62ခွန်9 3နဲ့3လုံး9တာဒီ3လုံး9လို့ထည့်4ရှိတဲ့အတွက်1ပရိတ်62ကတော့တစ်ပေါက်သေးပဲအဲ့ဒါပရိတ်နဲ့လဲတွေးတယ်ကဲအားလုံးကံကောင်းကြပါသည်ဗျာကျွန်တော်9နာရီခဏထွက်ပြီးသွားရင်တော့ထပ်စစ်ပြီးပါဦးဟုတ်လားကိုကနောက်မှလည်းရှိတယ်2ထိပ်တွေလည်းရှိတယ်5ထိပ်ရှိတယ်1ထိပ်ရှိတယ်4ထိပ်ရှိတယ်9ထိပ်ရှိတယ်